ကောင်းမောင်ဇက်ကမှာဆိုဖီယာလက်နေရာကနေတရုတ်ဆောင်မှုလူပြောများနေတဲ့ငင်းညက်သူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ထုတ်လုပ်သူကိုရွှေမန်းရိုက်ကုန်မဲ့ကောင်းမောင်မင်းဆက်ရုပ်ရှင်ဇာကားကြီးမှာနာမည်ကျော်သမိုင်းဝင်ကာရိုက်တာတစ်ခုဖြစ်တဲ့မိဖုရားဆိုဖီယာလက်နေရာအတွက်တရုတ်ဆောင်ငင်းညက်သူကအသင့်တော်ဆုံးပဲဆိုပြီးပရိသတ်တွေကခိုင်းနှိုင်းဝေဖန်နေကြပါတယ်ပရိသတ်တွေကဘာကြောင့်ဒီလိုတိုက်ဆိုင်ပြောဆိုနေကြလဲဆိုရင်အဓိကအချက်၃ချက်ရှိနေလို့ပါပဲပထမအချက်ကတော့ငင်းညက်သူဟာမြန်မာဆန်တဲ့ရုပ်သွင်းကိုပိုင်ဆိုင်ထားလို့ပါဒုတိယအချက်ကတော့ခင်မမော့အခြေကြီးပြီးပြတ်သားလွန်တဲ့ဇယိုက်လက္ခဏာချင်းတူနေတာပါမိဖုရားစုဖီယာလက်ကခင်မောနယ်ကိုပယောပရီလောက်တဲ့အတိုင်းခင်ငင်းကိုပြက်ပြက်သားသားအဆုံးစီရင်ခဲ့သလိုငိမ့်မြတ်သူကလည်းသူမရဲ့ခင်မောဖောက်ပြန်တော့ကမယငယ်ထိုက်ခန့်အထိတွားရောက်ရှင်းလင်းခဲ့ဖို့တဲ့ဖြစ်စဉ်တွေကကာရိုက်တာချင်းကွက်တီတူညီနေတယ်လို့ပရိသတ်တွေကထောက်ပြနေကြပါတယ်တတိယအချက်အနေနဲ့အစိုးဆုံးတူညီနေတာကတော့ပြည်သူကိုဒုက္ခပေးတဲ့အချက်ပါပဲစုဖီယာလက်ရဲ့ဆုံးဖြတ်ချက်အမှားတွေကြောင့်တိုင်းပြည်နဲ့လူမျိုးနင်းနာခဲ့ရသလိုလက်ရှိမှာလည်းငိမ့်မြတ်သူကြော်ညာပေးနေတဲ့ online လောင်းကစားတွေကြောင့်ပြည်သူတွေငွေကြေးဆုံးရှုံးပြီးဘဝပြည့်နေရတာဟာတမိုင်းကြောင်းနဲ့အတော်လေးကိုတိုက်ဆိုင်နေပါတယ်။ဒီလိုဇက်ကောင်စီရဲ့ရုပ်ရည်နဲ့အပြည့်အပြည့်တွေပါအကုန်တူညီနေတာကြောင့်သူမဟာဆိုဖီယာလက်ဝင်စားတာများလာလို့ပရိသတ်တွေကခန်းနဲ့တဲ့စားနှောင်းနေကြတာလည်းဖြစ်ပါတယ်။ဒါကြောင့်လည်းရာနှုန်းပြည့်လိုက်ဖက်မှုရှိတဲ့ငိမ့်မြတ်သူကိုပဲဒီနေရာမှာနေရာပေးဖို့ထုတ်လုပ်သူကိုရွှေမန်းကို online ကနေဝိုင်းဝန်းတောင်းဆိုနေကြတာပဲဖြစ်ပါတယ်။